အမြဲတမ်းအကျင့်ပြတ်ချစားနေတဲ့ CS:GO အသင်းတွေရဲ့ပြဿနာနာမည်ကြီးယူကရိန်းဘောလုံးသမားဟောင်းယေဗန်ကိုနိုပလန်ကတီထောင်ထားတဲ့ CS:GO Professional အသင်းဖြစ်တဲ့ကိုနိုဟာအတွင်းပိုင်းမှာစတင်ပျက်စီးနေပါပြီ။ကိုနိုအသင်းရဲ့ပုံနှံတွေကတော့စိုးရလို့ပြောရမှာပါ။ဒီအသင်းကကစားသမားတွေကိုလက်ဆောင်မှုမပေးတာ၄လခန့်ရှိပြီလို့ကျွန်တော်တို့သိရပါတယ်။ဒီအကြောင်းတွေကိုကိုနိုအသင်းရဲ့ rival ဖြစ်တဲ့ဘိုရက်စတင်ထုတ်ဖော်ပြောဆိုခဲ့တာပါ။ဘိုရက်ပြပြခဲ့တာကတော့ကိုနိုအသင်းရဲ့ပိုင်ရှင်ဖြစ်သူကသူတို့ကိုလက်ဆောင်မှုမပေးချင်တဲ့အတွက်စာချုပ်တွေကိုဖျက်သိမ်းဖို့လုပ်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ဘိုရက်တို့ဘက်ကနေကုန်း6လအထိသူတို့ကိုစာချုပ်ဖျက်သိမ်းဝင်ကိပိုင်ခွင့်မရှိဘူးလို့ထည့်သွင်းချုပ်ဆိုထားတဲ့အတွက်ပြဿနာကထင်တာအထက်ရှုပ်ထွေးသွားခဲ့ပါတယ်။ကိုနိုအသင်းဟာပြီးခဲ့တဲ့အနှစ် August မှာဘိုရက် Buffon Sky နဲ့ Kioso ကိုခေါ်ယူခဲ့ပါတယ်။ကစားသမားတွေကအပေါ်မှာပြောခဲ့သလိုမျိုးသူတို့ကိုနောက်6လအတွင်း gift ခွင့်မရှိဘူးဆိုတဲ့ချက်ကိုစာချုပ်ထဲမှာထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ဒီအနေထားကြောင့်ကိုနိုအသင်းရဲ့ CEO ဖြစ်တဲ့ owner ဟာညံကောင်းခဲ့ပြီးတော့ကစားသမားတွေအားလုံးကိုဖမ်းဆီးခဲ့ပါတယ်။အသင်းရဲ့ operation တွေအားလုံးကိုလည်းရပ်တန့်ပစ်ခဲ့ပါတယ်။အသင်းအနေနဲ့ပြိုင်ပွဲတွေဝင်ကစားတော့တဲ့အတွက် CSN ကနေပြီးတော့လည်းပေါ်စားခဲ့ပါတယ်။ကိုနိုရဲ့ CEO ဖြစ်သူအိုလက်ဟာလာစာငွေတကယ်မပေးချင်နိုင်ဘူးလို့ညှင်းဆိုခဲ့သလိုတကယ်လို့စာချုပ်ရမဖြစ်မနေပေးရမယ်ဆိုရင်တဝက်တာရရှိမယ်လို့ကြေညာခဲ့ပါတယ်။လက်ရှိအချိန်ထိတော့ပြဿနာပြည်လည်ခြင်းမရှိသေးဘဲနဲ့အသင်းဘက်ကတော့60%ထိပေးဖို့ညှိနှိုင်းဆွေးနွေးခဲ့ပြီးကစားသမားတွေဘက်ကတော့လက်ခံခဲ့ခြင်းမရှိသေးပါဘူး။